ဒီမြေနီလမ်းမကြီးရဲ့ဘေးဟော်ရီတရားလောက်မှာရေရင်းပြက်ကြီးတစ်ခုရှိတယ်သူ့ရဲ့ဘေးမှာကံကောပင်တပင်ရှိတယ်ဒီကောင်းပါမယ်အဆောင်ကြီးအဲ့ဒီကံကိုပြီးမှဆူတောင်းနေရှိတယ်။ကောင်းဦးဆောင်လာလို့ရှိရင်လူရဆူတောင်းနေကြည့်ရဲတဲ့။ကြုံကြည့်ဖို့ရှိတယ်။ရှိတဲ့ချူလေးရှိလို့မျက်ရည်ဆိုင်ရှိတယ်။ဘမောဝေယချစ်စလန်လေးတစ်ခုလေးရှိတယ်ဟော်ရီကန်းကောပင်ကကန်းကောဦးလေးနဲ့ချစ်ခွင့်ပန်လာမဲ့ကောင်လေးတယောက်ကိုတော့ညောင်ရင်ချင်မိသေးတာအမှန်ပဲအဲ့ဆိုနေကြည့်ပြောရဲဒီကောင်းကိုပဲရောက်လာနေကြည့်ပြောရတာကျေးဇူးပါတော်ထူးဆန်းတာပဲဒီစက်တော့ဘာပြောရစီဘာမနာတော့ပြီးတော့ကျိန်ဆိုင်ရှင်းတဲ့ကျိန်စာတွေကသစ္စာမရှိတဲ့လူတွေကိုပဲကျိန်စာသိစေရဆုံးရှင်းဆောင်တဲ့ဒီပဲကံကောမတော်မပွင့်ပါစေနဲ့ကံကိုဝယ်နေသွေးစက်သွေးစက်ဆိုတဲ့ကံကိုဝယ်နေဒီပင်ကကန်းကောဦးကတစ္ဆာဆိုတတ်တယ်တဲ့